US နိုင်ငံ Nevada မြို့မှာ Drone Commando တပ်ဖွဲ့ကမြို့ငယ်လေးတစ်မြို့မှာဒုံးကြီးတစ်စင်းနဲ့တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ဒုံးကြီးကပြစ်မှတ်ကိုရောမြေပြင်ကိုပါမထိသွားပဲထူးဆန်းစွာပျောက်ဆုံးသွားတာမို့လို့ Commando တယောက်ကကင်မရာတွေကိုပြန်စစ်နေပါတယ်။သူတို့မြင်လိုက်ရတာက Superman တယောက်ဒုံးကြီးတွေကိုဝင်တိုက်ဖျက်ဆီးသွားတာဖြစ်ပြီးအဲအကြောင်းကိုအစည်းအဝေးတစ်ခုမှာ American သမ္မတအပါအဝင်စစ်တပ်အရာရှိတွေကအဲအကြောင်းကိုပြောနေကြပါတယ်။ American အစိုးရကဒုံးကြီးကိုဘာအတွက်ပစ်ထားလဲလို့မေးတော့ General ကအစိုးရကိုပုံကန်နေတဲ့သူတွေကိုဥတီတိုက်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။လူအသေးပြောက်ရောရှိလာမေးတော့ပြည်သူ9ယောက်နဲ့10ယောက်ကြားသေဆုံးကြောင်းပြောပါတယ်။စီဝေးထဲမှာရှိနေတဲ့အမျိုးသမီးတယောက်က Superman ကအပြစ်မဲ့တဲ့ပြည်သူတွေကိုကာကွယ်ဖို့လုပ်ခဲ့တာဖြစ်နိုင်ကြောင်းပြောတော့ General က Superman ရဲ့လုပ်ရက်က American စစ်တပ်ကိုစန့်ကျင်နေတာမျိုးဖြစ်ပြီးမကြာခင်ကဖြစ်ခဲ့တဲ့ဘီလီယာကိစ္စကလည်းသူတို့နိုင်ငံပေါ်တက်ရောက်လာနိုင်ကြောင်းနဲ့ Superman ကရဲတော့ကလည်းဝင်ဖို့စူးစမ်းနေတာလားဒါမှမဟုတ် Superman ကတကဘာလုံးကိုအုပ်ချုပ်ပြီးတို့ရတည့်ရက်တည်းရှိအောင်စူးစမ်းနေတာလားသူသာဒီလိုအထင်ကျုံမရှိဆက်လုပ်နေမယ်ဆိုရင်ဆိုပြီးပြောတော့ American သမ္မတကမင်းဘာလို့ဝစီစဉ်တာလဲမေးပါတယ် General ကသူ့မှာဝက်ဖဲတစ်ခုရှိကြောင်းပြောပါတယ်။အဲ့ဒါကဒီမစ်ရှင်သာကြာရှုံးခဲ့ရင်ဖြစ်လာမယ့်အကျိုးဆက်ကိုကြိုတင်စဉ်းစားလာမေးတော့ဒီမစ်ရှင်ကဆရာခိုင်းလိုက်တာတော့ဘယ်သူမှမသိပဲအောင်မြင်သွားလိမ့်မယ်ဆိုပြီးပြောပါတယ်။ General ရဲ့မစ်ရှင်အတိုင်းအထူးအေဂျင့်တွေက Superman ရဲ့မွေးစားမိဘတွေဖြစ်တဲ့ Jonathan နဲ့ Martha တို့ကိုဖမ်းသွားပြီးအိမ်ကိုပါမီးရှို့သွားပါတယ်။ Superman ကသူ့မွေးစားမိဘတွေအိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူ့မိဘတွေကိုမတွေ့ရမို့လို့ Superman လည်းမီးလောင်နေတဲ့အိမ်နဲ့ပတ်ရှာပါတယ်။အဲ့အချိန်မှာပဲသူတို့တွေဒီမှာမရှိဘူးဆိုပြီးမှန်တစ်ချက်ကနေအတန်လာလို့ Superman ကသွားကြည့်တဲ့အခါမှာတော့ Master Mirror လို့ခေါ်တဲ့ကျေးမုံလောကကိုတယ်လီပို့နိုင်တဲ့ Flash ရဲ့ villain ဖြစ်နေပါတယ်။ပြီးတော့ Mirror Master ကတိလာ Superman မင်းမိဘတွေကိုဘယ်တော့မှထပ်တွေ့ရတော့မှာမဟုတ်ဘူး။မင်းဘယ်နေရာမှရှာတွေ့တော့မှာမဟုတ်သလိုသူတို့ကိုထိလို့လည်းရတော့မှာမဟုတ်ဘူး။ဒါပေမဲ့သူတို့တွေအသက်ရှင်နေသေးတယ်။ပိုးကြီးကတော့ရုံးငယ်နေသေးလို့နည်းနည်းတော့ပညာပေးလိုက်သေးတယ်။ Superman ကဒေါသထွက်ပြီးမှန်ကိုထူးလိုက်တဲ့အချိန်မှာလွင့်စင်သွားတဲ့မှန်အပိုင်းစားတွေကနေ Mirror Master ရဲ့ပုံရိပ်တွေပေါ်လာပြီးမင်းမိဘတွေအသက်ရှင်စေခြင်းရင်မင်းလုပ်နေတာတွေကိုရက်လိုက်အစိုးရနဲ့စစ်ပွဲတွေကြားဖင်ဝင်မရပဲအရင်လိုဂျိုသားစရုပ်အကြီးကြီးတွေနဲ့တော့ချနေအဲ့ဒါကမင်းမိဘကိုအသက်ရှင်စေမဲ့တခုတည်းသောနည်းလမ်းပဲအဲ့လိုမှမဟုတ်ပဲခုလုပ်ဖို့စူးစမ်းရင်တော့အတုံးလုံးလုပ်ပြီးပို့ပေးလိုက်မယ်မင်းစိတ်ကြိုက်ရေးဆိုပြီးပြောသွားပါတယ် Justice League Watch Hour မှာတော့ Wonder Woman က Justice League member တွေကိုအရေးပေါ်အစည်းအဝေးခေါ်လာပြီးဟောလာကြတဲ့လူတွေကိုကျေးဇူးတင်ကြောင်းပြောပါတယ်ငွေတဲ့အပတ်ကဖြစ်ခဲ့တဲ့ကိစ္စကြောင့် Metropolis မှာနေတဲ့ချစ်ရတဲ့မိတ်ဆွေတွေတငယ်ချင်းတွေအများကြီးကိုဆုံးရှုံးခဲ့ရတယ်တချို့ hero တွေကလည်းသူတို့နဲ့မရက်တည်ပေးတော့ဘူးဒါပေမဲ့ Superman ကအဲ့ကိစ္စတော့ဝမ်းနဲ့နေမှာမဟုတ်ပဲအဲ့လိုကိစ္စမျိုးထပ်မဖြစ်အောင်စူးစမ်းနေတဲ့အချိန်မှာ Superman ရဲ့မိဘတွေကပြန်ပေးဆွဲခံရတယ် Superman ကိုအစိုးရတွေနဲ့ထပ်ပတ်သက်ရင်သူ့မိဘတွေကိုတပ်ပြစ်မယ်ဆိုပြီးချင်းကြောက်ခဲ့ကြတယ်ချို့ Justice League member တွေက Superman ရဲ့လုပ်ရက်ကိုတဘောမကျတာကိုနားလည်တယ်ဒါပေမဲ့ Superman ကကဘာကြီးကိုပုံမကောင်းမွန်အောင်လုပ်ပေးနေတာအဲ့ဒါကြောင့်မလို့သူတို့တွေက Superman နဲ့အတူရက်တည်ပြီး Superman တို့တိုက်ခိုက်ပေးရမယ်သူတို့ရဲ့အင်အားကိုပြရမယ်လို့ပြောပါတယ်ဒီဘောက်ပါဝင်အကုန်လုံးက Superman ကကဘာကြီးကိုအချင်းချင်းကယ်တင်ထားတာမို့လို့သူတို့ကလည်း Superman ကိုကူညီဖို့အစဉ်သင့်ရှိကြောင်းပြောပါတယ်။ Woman ကဒီကိစ္စမှာ Mirror Master ရဲ့ပြောကားတွေလည်းပါဝင်နေကြောင်းပြောတော့အဲ့ဒါဆိုသူတို့ကလူစုအဖွဲ့တစ်ခုကိုရှာရမယ်လို့ပြောပြီး Justice League တစ်ဖွဲ့လုံး Central City ကိုသွားကြပါတယ်။ Central City မှာတော့ Mirror Master နဲ့ပတ်သက်တဲ့လူစုတွေကိုစော်ပလော်တီးနေပြီး Captain Cold က Mirror Master က Keystone City က War Ants Bar မှာရှိတော့တယ်လို့ပြောတော့အကုန်လုံးလည်းဘားကိုသွားကြပါတယ်။ဘားထဲမှာတော့ကဘာအနှံ့က villain တွေအကုန်နီးပါးရှိနေပြီး Cheetah က Wonder Woman ကိုတွေ့တာနဲ့ရန်စနေပါတယ်။ဒါပေမဲ့ Justice League တစ်ဖွဲ့လုံးရောက်နေတာလည်းသိရောပြန်ငြိမ်နေလဲရပါတယ်။ Flash က Mirror Master ကိုတွတ်ထိလိုက်ပေမဲ့ Mirror Master ကသူ့ခန္ဓာကိုယ်ကိုကျေးမုံလောကကြီးပို့လိုက်တာမို့လို့ Flash လည်းထိမရဖြစ်နေပါတယ်။ဒါပေမဲ့လေ Raven ကအတူတူပါလာတာမို့လို့ Mirror Master ကိုလွယ်လွယ်ကူပဲဖမ်းလိုက်နိုင်ပါတယ်။ကိုယ်တစ်ပိုင်းထွက်လာတဲ့ Mirror Master ကို Wonder Woman က Last of Fruit နဲ့စစ်မေးနေပြီး Superman ကိုဆက်သွယ်လိုက်ပါတယ်။ Vivian နိုင်ငံနဲ့ 4 square meter အကွာအဝေးမှာကမ္ဘာအကြီးဆုံးတဘာဝကျေးမုံပြင်းကြီးရှိနေပြီး Superman ကလည်းအဲ့နေရာကိုရောက်လာပါတယ်။ Flash က Superman ကို Mirror Master ရဲ့စုကိုပေးလိုက်ပြီးအဲ့ဒါဝယ်ထားမှကျေးမုံတွေကိုဖျက်သွားနိုင်မှာဖြစ်ကြောင်းရှင်းပြတော့ Superman က Flash ကိုကျေးဇူးတင်ကြောင်းပြောပြီးကျေးမုံလောကထဲကိုဝင်သွားပါတယ်။သမ္မတရဲ့အိမ်ဖြူတော်မှာတော့ General ကသူတို့ရဲ့ပလန်ကြာရှုံးသွားကြောင်းသမ္မတကိုပြောတော့သမ္မတကဒေါသထွက်နေတဲ့ Superman ကိုအနိုင်ယူဖို့တခြားပလန်တစ်ခုစီစဉ်ခိုင်းပါတယ်။သမ္မတကသူ့အခန်းထဲဝင်သွားတော့ယူမိုက်တဲ့လုပ်ရပဲဆိုတဲ့အတန်းနဲ့အတူဘယ်တော့မှရောက်နေမှမသိတဲ့ Batman ကသမ္မတရဲ့ပါဇက်ကိုလက်နဲ့ပိတ်ပြီးတစုံတစ်ယောက်ရဲ့မိဘကိုတော်မသိသိခဲ့ဘူးလို့ပြောတော့သမ္မတကသူတို့ကငါခိုင်းတဲ့ကိစ္စဘူးမှချေရခိုင်းနိုင်မှာမဟုတ်ဘူးလို့ပြောတယ်။အဲ့အကြောင်းကိုဘယ်လိုသိတာလဲလို့မေးပါတယ်။အနာတကြဝလာမှာမသိတာမရှိတဲ့ဆရာတခင်ကိုတော်ဘက်ကသူ့ညံအလင်းပွင့်ပြီးသိနေတာလို့ပြောပါတယ်Batman ကဟုတ်တယ်ဘယ်သူမှမသိဘူးငါကစိတ်ထဲထင်နေတာထင်နေတဲ့အတိုင်းဖြစ်နေတာပဲလို့သမ္မတကိုပြောပါတယ်သမ္မတကသူဒီကိစ္စခိုင်းခဲ့တာကို Superman ကိုတပြောမလားမေးတော့ Batman ကမပြောဘူးဒါပေမဲ့သူသိသွားတဲ့အခါမှာတော့မင်းမလွယ်ဘူးလို့ပြောပါတယ်သမ္မတကသူကလူလူရွေးချယ်လာတဲ့လူဖြစ်နေတာမို့လို့သူ့ကိုလာထိရဲမှာမဟုတ်ကြောင်းပြောပါတယ် Batman ကရီးစကားတွေပြောနေတာလားမင်းဘာဖြစ်သွားမယ်ထင်နေတာလဲအသက်သိမှမကြံခဲ့မယ်မင်းပျောက်ဆုံးသွားလိမ့်မယ်ရဲတွေကမင်းရဲ့အလောင်းကိုတန်ချိုမှလာရှာမယ်ထင်နေတာလားမင်းရဲ့ယူးကြောင်ကြောင်လုပ်ရကြောက် Superman ကသူ့ရဲ့လုပ်ရက်ကိုအမှန်ထင်သွားလိမ့်မယ်လူတွေအားလုံးကလည်းသူ့ဘက်ကပါသွားပြီးအင်အားပိုကောင်းသွားလိမ့်မယ်
မယ်ပြောတော့ကဒီလောက်အင်အားကြီးတဲ့လူတစ်ယောက်ကကဘာကြီးကိုဘာတွေလုပ်ပြနိုင်မလဲဆိုတာမင်းသိတယ်မလားလို့ပြောပါတယ်ဘက်တမန်ကသူကတော့ကဘာကြီးကိုငញ្ញက်စီခြင်းကိုတတ်ပါလို့ပြောပါတယ်သမရကဟုတ်တာပေါ့ဒါပေမဲ့သူကအဲ့ငញ្ញက်ရေးကိုဘယ်လောက်ကြောင်အောင်ထိန်းထားနိုင်မှာလဲကိုယုံနိုင်စမ်းပါအာနာရီပါဝါတွေကလူတစ်ယောက်ကိုအောက်ခြေလွတ်သွားစေတယ်လို့ပြောပြီးဘက်တမန်ပဲလဲလိုက်တဲ့အခါမှာတော့အပတ်ကသူ့ဆောက်ကျင်အတိုင်းစကားမဆုံးခင်မှာလည်းပျောက်သွားပါတယ်ဝါနာဝမန်ကိုစစ်တီတယောက်အနေနဲ့မွေးဖွားခဲ့တယ်သူမကတိုက်ပွဲတွေကြားမှာပဲလေ့ကျင့်ပြီးကြီးပြင်းလာခဲ့တယ်သူမကငញ្ញက်ရေးကိုဖော်ဆောင်မဲ့မရှင်တွေနဲ့သူမရဲ့ဌာနေကနေထွက်ခါလာခဲ့တယ်ဒါပေမဲ့အခုသူမရဲ့လုပ်ရက်တွေကငញ្ញက်ရေးနဲ့လလာမသက်ဆိုင်ပဲဖြစ်နေတယ်သူမရဲ့လှုပ်ဆောင်နိုင်စွမ်းတွေစွမ်းအားတွေနဲ့ရက်ဆက်ခြင်းတွေကသဘောကျဖို့ကောင်းတယ်ဆိုပြီးတစုံတစ်ယောက်ကရေရွတ်နေပါတယ်အရှိအချိန်မှာတော့ဝါနာဝမန်ကတိုက်ပွဲဖြစ်နေတဲ့နေဆက်တစ်ခုမှာတိုက်ခိုက်နေကြောင်းစူပါမန်ကိုသတင်းပို့နေပါတယ်အကြောင်းကတော့တိုက်ပွဲတွေကိုရပ်ဖို့လူရှင်းပြပေမဲ့မရက်တာမို့လို့နည်းနည်းဆုံးမနေကြောင်းပြောပြီးသူမကိုပြစ်ခတ်နေတဲ့တင်ကားတွေကိုပါခေါင်းနဲ့ဝင်တိုက်ပြီးဖျက်ဆီးလိုက်ပါတယ်အဲ့အချိန်မှာပဲငါကစစ်ပွဲတွေအကြောင်းကိုသိတယ်ဒါပေမဲ့နင်ကတင်ကားကိုခေါင်းနဲ့ဝင်ဆောက်တာလားဆိုပြီး God of War Ares ကရောက်လာပါတယ် maybe ပထမပိုင်းမှာဝါနာဝမန်အကြောင်းရေရွတ်နေတာက Ares ဖြစ်နိုင်ပါတယ်ငငယ်ကိုယ်စလဲအနေနဲ့ဆေလို့ခံရတဲ့လူကတင်ကားတွေကိုခေါင်းနဲ့လိုက်ဆောက်နေတာလားလို့မေးတော့ဝါနာဝမန်ကတခါတလေကျရင်ခေါင်းတုံးလိုက်မှပြီးတဲ့ကိစ္စတွေရှိတယ်လို့ပြောပြီး God of War ကဒီကိုဘာလာလုပ်တာလဲလို့မေးလိုက်ပါတယ်ကငါမင်းတို့ဘာလုပ်မလဲဆိုတာလာကြည့်ရုံပဲငါဒီကဘာကြီးမှာနေရတွေအာနာတွေလူရင်နဲ့အဲ့ဒီအများကြီးကိုမြင်ခဲ့ဘူးတယ်ဒါပေမဲ့ Super Human အနေနဲ့လူသားစစ်သက်ကြာကတိုက်ပွဲတွေကိုမြင်တာဒါပထမဆုံးပဲအဲ့ဒါကအမှန်တကယ်ထူးဆန်းတာပဲလို့ပြောတော့ဝါနာဝမန်ကသူတို့နဲ့စစ်ဖြစ်နေတာမဟုတ်ဘူးငါကသူတို့ကိုအပြစ်ခတ်ရဆဲဖို့အတွက်ရိုးရှင်းတဲ့တောင်းဆိုမှုလေးတွေပဲလုပ်တာသူတို့ကအဲ့ဒါကိုစောက်ယူမဆိုင်ပဲနဲ့အင်းချင်းနိုင်ငံတွေကိုအမြောက်နဲ့စက်တိုက်တွေပြစ်ခတ်နေတယ်ငါတို့ကတင်ကားတွေကိုတစ်ချိန်လောက်ဖျက်ဆီးလိုက်ရင်သူတို့တွေထပ်ပြစ်ခတ်နိုင်တော့မှာမဟုတ်ဘူးနှီးပခတွေကိုအမြောက်နဲ့မဟုတ်ပဲနဲ့ထိုင်ဝမ်တစ်ခုမှာစကားပြောရင်ဖြေရှင်းလို့ရသွားတာပေါ့လို့ပြောပါတယ် Ares ကစူပါမန်ဘေးနားမှာနေပြီးတိုက်ခိုက်တာကစူပါမန်ရဲ့လုပ်ရက်တွေကိုမှန်တယ်ဆိုပြီးယုံကြည်တာလားလို့မေးတော့ဝါနာဝမန်ကသူကစူပါမန်ကိုယုံကြည်ကြောင်းပြန်ဖြေတဲ့အချိန်မှာပဲကားတွေကစစ်သားတွေကဝါနာဝမန်ကိုတတ်တတ်နဲ့ပစ်ကြပါတယ်ဝါနာဝမန်ကလည်းကြီးစံတွေကိုတစ်ချက်မှမရှောင်ပဲခိုင်မြသွားတာမို့လို့စစ်သားတွေလည်းဘစ်ကျွတ်မထွက်ပြေးကုန်ကြပါတယ်ဝါနာဝမန်ကစူပါမန်ကိုကြိုက်နေတာကိုသိတဲ့ Ares ကဘာလဲမင်းကစူပါမန်နဲ့အတူအိပ်ပြီးသူမရဲ့နေရာကိုယူမလို့လာမေးတော့ဝါနာဝမန်က Louis ကအန်အောပူကောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ခဲ့တယ်လို့ပြောတော့ Ares ကဒါကငါမေးတဲ့မေးခွန်းအဖြစ်မဟုတ်ဘူးလို့ပြောပါတယ်ဝါနာဝမန်ကလည်းစူပါမန်ကငါတီးသမျှလူတွေထဲမှာအကောင်းဆုံးပဲစူပါမန်ကသူ့ကိုလိုအပ်ရင်ဘာမှမဆိုလုပ်ပေးဖို့အဆင်သင့်ပဲဘာဖြစ်လို့ဒီကိစ္စတွေကိုရုတ်တရက်စိတ်ဝင်စားလာတာလဲဘာဖြစ်လို့လဲစူပါမန်နဲ့သူနဲ့ပူးပေါင်းသွားမှကြောက်လို့လားနင်ကစူပါမန်ကိုကြောက်နေတာကဘာပေါ်မှာပဏိပက္ခစစ်ပွဲသေးတာမရှိတော့ရင်ငါဒီကဘာပေါ်မှာဘာနာဖျားဖြစ်နေအောင်မလဲမြင်းပုနဖျားလားဆိုပြီးဖြုတ်လိုက်ပါတယ်မြင်းပုနဖျားဆိုပြီးဖြုတ်ခံလိုက်ရတဲ့ Ares ကလည်းတင်းသွားပြီးဝါနာဝမန်ရဲ့လက်ကိုဆွဲဖမ်းလိုက်ပါတယ်ဝမန်ကဓာတ်ကိုထုံနေတဲ့အချိန်သွေးမြင့်ကြားနေတဲ့စစ်မြင့်ပြင်းနေရဖြစ်နေလို့စစ်နဖျား Ares ကအင်အားတွေကိုအားဖြည့်ပေးနေတယ်လို့ဖြစ်နေပြီးဒီနေရာမှာဆိုရင်အစွမ်းထက်ဆုံးဖြစ်တာမလို့ Zeuston တားနိုင်မှာမဟုတ်ဘူးလို့ပြောနေတဲ့အချိန်မှာပဲစူပါမန်ရဲ့လက်ဒီစစ်ကြောက်လွန်းထွက်သွားပါတယ်စစ်နဖျားဖြစ်တဲ့ Ares တော့စူပါမန်ရဲ့ခွန်အားကိုအံ့ဩနေပြီးဝါနာဝမန်ကလာထိတဲ့ Ares လက်ကိုဖြတ်ပြီးရင်ဝါတက်တဲ့ကိုဓာတ်နဲ့ဆောက်ထိုးလိုက်ပါတယ်ဝမန်ရဲ့လုပ်ရက်ကိုစူပါမန်တယောက်အံ့အားသင့်နေတော့မှာပဲဝါနာဝမန်ကနဖျားတွေကလွယ်လွယ်နဲ့မသေးပါဘူးခဏတာမင်းမိန်သွားရုံပဲလို့ပြောပါတယ်မှန်ကနဖျားတွေကနာကျင်မှုကိုမခံစားရဘူးလားလို့မေးတော့နဖျားတွေကမသေးနိုင်ပေမဲ့ဓာတ်နဲ့ထိုးခံရတဲ့ခံစားချက်ကိုတော့ခံစားရမှာပေါ့လို့ပြောပြီးထွက်သွားပါတယ်အားကြောင့်စိတ်ပြီးကြံခဲ့တဲ့ Ares ကဒါငါစိုးရိမ်နေတဲ့အရာပဲ Amazon နဲ့ Superman သာပူးပေါင်းသွားမိရင် Superman တယောက်တည်းမလုပ်နိုင်တာတွေကိုသူမကလုပ်နိုင်လိမ့်မယ်သူတို့ပေါင်းပြီးစစ်ပွဲမရှိတဲ့ကဘာကြီးကိုဖန်တီးသွားလိမ့်မယ်ဒီကဘာကြီးမှာထပ်ပြီးတော့စစ်ပွဲတွေဖြစ်လာတော့မှာမဟုတ်ဘူးစစ်ပွဲတွေမရှိတော့တဲ့ဒီကဘာကြီးမှာငါကဘာဖြစ်လာမှာလဲပြောသားသလိုပဲငင်းပုနှက်ပြရပြက်လာမှာလားလို့ရေရွေးနေရင်ပဲ Justice God Among Us Year 1အပိုင်း3ကိုအဆုံးသတ်ထားပြီးနောက်တစ်ပိုင်းကိုနောက်နေ့မှတင်ပြသွားမှာမို့လို့ channel လေးကို like and subscribe လေးလုပ်တာပုံမမေ့ကြပါနဲ့အောင်